အားလုံးပဲမင်္ဂလာပါရှင်လေးမြိတ်ချမ်းမရမမွန်မှာမမွန်ဒီအင်္ဂလိပ်နဲ့မိတ်ဆက်ပေးပါစေဒါကနဝရက်ဒါနဝရက်လမ်းနှစ်ကွမ်းကုန်းမှာရှိနေတယ်နဝရက်နဲ့ပြည်သာယာကြားထဲမှာရှိနေတဲ့မြေကွက်ကလေးဖြစ်ပါတယ်ရှင်အိမ်ပါလေးဖြစ်ပါတယ်ရှင်ဒါဒီဘက်ကပြည်သာယာပေါ့နော်ကိုရှင်လက်ဖေးဆိုင်ရဲ့နောက်ကျော်လမ်းလေးဖြစ်မယ်ပေ40 60ဖြစ်ပြီးတော့မှမြောင်းလက်လေးဖြစ်ပါတယ်နောက်ပြီးတော့သူကပေ40 60ကို39,900ညှိနိုင်မှာ39,900ညှိနိုင်မှာမယ်ဂရမ်မီဖြစ်ပါတယ်တက်တန်တင်နေရမယ်အင်္ဂလိပ်ဖြစ်ပါတယ်ရှင်ဒါလေးပေါ့နော်ဒါဆိုလို့ရှိရင်အခုဒါရေးပါတယ်ရှေ့မှာဆိုလို့ရှိရင်ကားဒီမှာတစ်စီးရက်လို့ရမယ်အော်ကပ္ပကင်လေးလည်းတီးတန့်လေးပါတယ်ပြီးတော့သူ့ရဲ့အာသာချက်ကလေအိမ်ရှိလမ်းလေးကကျဲတယ်ရှင်အိမ်ရှိလမ်းလေးကျဲတဲ့ခါကျတော့ပေါ့နော်ဟိုအိမ်ရှိမှာကားထားမယ်ဆိုလို့ရှိရင်လည်းရင်းတကူထားလို့ရတယ်နောက်ပြီးတော့ပြည်သာယာလမ်းနဲ့နီးရတဲ့အတွက်ကြောင့်မို့လို့Chinese school တွေတရုတ်ကျောင်းတွေနဲ့နီးတယ်ပြည်သာယာလမ်းကျော်လေးဆိုရင်ဖူချင်းရှင်းကိုသွားထားလို့ရတယ်ပေါ့နော်ဒါလေးကတော့ living room ခန်းလေးပါရှင်ဒါလေးကဒီအင်္ဂလိပ်ရဲ့ living room ခန်းလေးပါ living room ခန်းဆိုလို့ရှိရင်လည်းလေခန်း area အပြင်ကျဲတယ်ပေါ့နော်ဒီကလေးရဲ့ဈေးနှုန်းက9,900ပါပိုင်ရှင်နဲ့တိုက်ရိုက်တွေ့ဆုံညှိနှိုင်းရမယ်အင်္ဂလိပ်ဖြစ်ပါတယ်ရှင်ဂရမ်မီဖြစ်ပါတယ်တက်တန်တင်းနဲ့ဖြစ်ပါမယ်ဒီမှာကတော့လေစင်ကယ်နှခမ်းပါတယ်ပေါ့နော်ဒါကဒီအိမ်ရဲ့ပထမဦးဆုံးသောစင်ကယ်ခမ်းပါဒါကဒီအင်္ဂလိပ်ရဲ့ဒုတိယမြောက်စင်ကယ်ခမ်းပါရှင်ဒါကစင်ကယ်ခန္ဓာ kitchen နဲ့ dining လေးကိုခြားထားပေးတာဒါကဝီချီကျဲတာဝီချီဒါလေးကဟိုပါလေး dining နေရာလေးဖြစ်မယ်ဒီမှာ kitchen လေးဒီဘက်ခြမ်းလေးကတော့ဒါကမောတိုင်းလက်လေးဖြစ်ပါတယ်ရှင်ဒါအနောက်မှာဆိုလို့ရှိရင်လေဒါဟိုဘက်ကနောက်ပြန်ထွက်တဲ့တကားလေးနောက်မှာဆိုလို့ရှိရင်လည်းကွန်မွန်ပတ်တန်တပူစီလေးပါတယ်ဒါလေးကတော့ကားပူတောင်လေးပါအနောက်ကတော့ပတ်တန်တပူစီသေးတာပေါ့နော်အဲ့တော့တင်ကလေးကိုစိတ်ဝင်စားရင်တင်ကလေးရဲ့သေးစိတ်ချက်လက်တွေကိုသိရှိလိုခဲ့ရဆိုလို့ရှိရင်မမုံလေးအလင်းမြေဖုန်းနံပါတ်394060ကိုလေးခုံကိုဆက်သွယ်စုံစမ်းလိုက်လို့အလင်းမြေ page မှာစုံစမ်းနိုင်ပါတယ်မမုံကောက်မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတူတင်ရှိပါတယ်ရှင်